မတင်မှတ်ထားတဲ့အပြုမှုတစ်ခုကြောင့်ပြည်သက်ကြားမှာဝေဖန်ခံရတဲ့မင်းသမီးချော်လီမိုဟီကိုမင်းသမီးချော်လီမိုဟီကိုကတော့မမှန်တာမရှိပဲရိုးအေးတဲ့မင်းသမီးတစ်ယောက်ဖြစ်ဂွန်ဒရင်ကျော်စောနေသူတစ်ယောက်ပါမိုဟီကိုကတော့နုပညာလောကမှာအချိန်ကြာလေသူရလှပမှုအောင်မြင်မှုတွေကကြော်စောလာလိပါပဲမိုဟီကိုကနုပညာလောကမှာကျင်လည်ခဲ့တာနဲ့တော့ကြာခဲ့ပါပြီမော်ရီဘွားကနေတယောက်ဆောင်လောကကိုပြောင်းလာခဲ့ပြီးကျစရာကောင်းတဲ့ရုပ်ရည်နဲ့အမူအရာတွေကြောင့်ပြည်သက်အားပေးမှုကိုရရှိခဲ့သူပါဇကာပေါင်းများစွာမှာခေါင်းဆောင်မင်းသမီးတယောက်အနေနဲ့ရိုက်ကူးခဲ့တယ်လို့ရုပ်ရှင်ဇကာကြီးတွေမှာပါရိုက်ကူးခွင့်ရခဲ့သူတယောက်လည်းဖြစ်ပါတယ်။မိုဟီကိုကတော့နုပညာလောကမှာစမတ်ကြတဲ့မင်းသမီးတယောက်ဖြစ်တင်စားခံထားတယ်လို့ပြည်သက်တွေကလည်းသူ့ရဲ့အနေထိုင်ကိုသဘောကျပြီးအားပေးကြတဲ့အထိပါပဲ။မိုဟီကိုကအနုပညာလောကမှာမင်းသမီးတယောက်အနေနဲ့လည်းအောင်မြင်ခဲ့တယ်လို့ပရိုဂျူဆာတယောက်အနေနဲ့လည်းဇကာတွေရိုက်ကူးနေသူပါ။ကိုပိုင်ထုတ်လို့ရတကူတည်ထောင်ပြီးအနုပညာလောကမှာရက်တည်နေသူလည်းဖြစ်ပါတယ်။မိုဟီကိုကတော့နုပညာလောကမှာဖက်ဖက်ကအောင်မြင်နေပေမဲ့မာနမကြီးပဲရိုးအေးတဲ့အပြုမှုတွေကြောင့်ပဲပြည်သက်တွေကချစ်ခင်အားပေးခဲ့ကြလေဖြစ်ပါတယ်။မိုဟီကိုကတော့နုပညာလောကမှာဘလောက်ပဲအောင်မြင်ကြော်ကြားနေပါစေဆရာသမားကလည်းမမေ့တတ်တယ်လို့ပြည်သက်တွေကိုလည်းခွဲခြားဆက်ဆံလေးမရှိပါဘူး။အများရန်ယူချိုတဲ့ပုံစံလေးတွေအပြုံးချိုလေးတွေနဲ့တွေ့ရမှာပြည်သက်တွေအကြောင်းမှာတော့မာနမကြီးတဲ့မင်းသမီးဆိုပြီးနာမည်ကြီးနေခဲ့ရလေဖြစ်ပါတယ်။ပိတ်သက်ကြားမှာမမာနမကြီးတဲ့မင်းသမီးဆိုပြီးနာမည်ကြီးနေတဲ့မိုဟီကိုကတော့အခုဆိုရင်မတင်မှတ်ထားတဲ့အပြုမှုလေးတခုကြောင့်ပိတ်သက်ဝေးဖန်တာကိုခံနေရပြီလေဖြစ်ပါတယ်။မိုဟီကိုကတော့စိန်ဆိုင်ရဲ့ပွဲတစ်ပွဲမှာမတင်မှတ်ထားတဲ့အပြုမှုကြောင့်ဝေးဖန်ခံနေရတာပါ။သူကစိန်ဆိုင်ရဲ့ပွဲမှာတက်ရောက်ပြီးပိတ်သက်တွေကိုဖျော်ဖြေပေးရမှာလေဖြစ်ပါတယ်။မိုဟီကိုကတော့ပြည်သက်တွေကိုနှုတ်ဆက်ဖို့ဖျော်ဖြေပေးဖို့ဆိုင်တရားထွက်လာချိန်မှာမတင်မှတ်ထားတဲ့အပြုမှုလေးတွေကိုကြောင့်ပြည်သက်ဝေးဖန်တာကိုခံလိုက်ရလေဖြစ်ပါတယ်။သူကဆိုင်တရားနေပြန်ထွက်လာချိန်မှာပဲသူ့တွဲပေးဖို့ဝန်ထမ်းမလေးတယောက်ကိုလက်လံပေးပြီးသူ့ကိုကူညီခိုင်းခဲ့တာပါ။မိုဟီကိုကလက်လေးထိုးပေးသလိုဝန်ထမ်းကောင်မလေးကလည်းမိုဟီကိုရဲ့ကမ်းလာတဲ့လက်ကိုသူ့ရဲ့လက်လေးကိုင်လို့ရအောင်ထိုးပေးပြီးကူညီပေးခဲ့ရလေဖြစ်ပါတယ်။ဝန်ထမ်းကောင်မလေးကတော့နှောက်ကနေထုတ်ပြီးအကူအညီတောင်းစရာမလိုအောင်မိုဟီကိုရဲ့လိုအပ်ချက်ကိုကူညီပေးခဲ့ပေမယ့်မိုဟီကိုကတော့အောက်ရောက်တာနဲ့ကောင်မလေးကိုအဖက်မလုပ်တာမို့ပြည်သက်တွေကကြည်မြဖြစ်နေကြလေဖြစ်ပါတယ်။မိုဟီကိုကအောက်ရောက်တာနဲ့ကောင်မလေးလက်ကိုဖြုတ်ပြီးတစ်ချက်လည်းမကြည့်ပဲပြည်သက်ရှိရာကိုချက်သွားခဲ့တာလည်းဖြစ်ပါတယ်။သူကကူညီပေးခဲ့တဲ့ကောင်မလေးကိုကျေးဇူးတင်တဲ့အပြောဆိုရုရှားဘာတခုမှမတုံ့ပြန်ပဲမျက်နှာထားတီတီနဲ့ထွက်သွားခဲ့တာပါ။သူကတော့အမှုမဲ့အမှန်မှန်လွတ်လိုက်ပေမဲ့မြရတဲ့ပြည်သက်တွေကတော့ဆေးဆိုးခဲ့ကြတဲ့အထိပါပဲ။ပြည်သက်တွေကတော့ကူညီပေးတဲ့လူကိုကျေးဇူးတင်စကားမပြောအားရင်တော့အတိမတ်တော့ပြုပေးတဲ့ဆိုပြီးပြောနေကြပါပြီ။အလုံးများလို့မအားရင်တော့ကောင်မလေးရဲ့ကူညီမှုကိုအတိမတ်ပြုတဲ့အနေနဲ့ရည်ပြတာဖြစ်ဖြစ်ကောင်းလေးညှိပ်ပြီးအတိမတ်ပြုတာပဲဖြစ်ဖြစ်အလုံးလို့ရတာကိုမျက်နှာထားတင်နဲ့တန်းထပ်သွားတာမို့ပြည်သက်တွေအကြောင်းမှပြောစရာဖြစ်ကြရလဲဖြစ်ပါတယ်။ပြည်သက်တွေကတော့ရည်ပြပြီးအတိမတ်ပြုလိုက်လို့ရတာကိုတသက်မာနာကြီးနေရဆိုပြီးဝေဖန်ပြောဆိုနေကြပြီလေဖြစ်ပါတယ်။ပြည်သက်လေးတို့အမြင်မှာရောပြည်သက်တချို့ပြောသလိုမိုဟီကိုရဲ့ပြုမှုတွေကရိုင်းနေတယ်လို့ထင်လားဘလို့ထင်မြင်လဲဆိုတာပြည်သက်လေးတို့အမြင်ကိုလည်းကွန်မန့်မှာရေးပေးခဲ့ပါအောင်ရှင်။ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာဆယ်လီနုပညာရှင်သတင်းအကြောင်းများကိုချိန်နဲ့တပြင်းညတင်ဆက်ပေးဦးမှာဖြစ်လို့အသစ်တော်ပြီးဒီနိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပြီးခေါင်းလုံးလေးကိုလေးနေထားပေးကြပါအောင်ရှင်။ဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်။